မင်္ဂလာပါရှင်ဒီနေ့တော့အလုံးနဲ့ပတ်သက်တဲ့အခေါ်အဝေါ်တွေကိုလာသင်ပေးမှာဖြစ်ပါတယ်ရှင်ပထမဦးဆုံးနာမည်ခေါ်တာကိုသင်ပါမယ်ชื่ออะไรနာမည်ပါလဲဘာနာမည်လဲဒါမှမဟုတ်နာမည်ဘယ်လိုခေါ်လဲဖြစ်ပါတယ်ရှင်နံပါတ်2โรงงานအလုပ်ရုံโรงงานအလုပ်ရုံဒါအတန်ထွက်ပေးပါရှင်งานအလုပ်งานအလုပ်ทำงานအလုပ်လုပ်ทำงานအလုပ်လုပ်တယ်ပေါ့နော်พนักงานအလုပ်ဝန်ထမ်းဖြစ်ပါတယ်คนงานအလုပ်သမားคนงานအလုပ်သမားဖြစ်ပါတယ်เข้างานအလုပ်ဝင်เข้างานအလုပ်ဝင်เลิกงานအလုပ်လွတ်အလုပ်ကပြန်တယ်ပေါ့နော်เข้างานအလုပ်ဝင်တယ်เลิกงานအလုပ်လွတ်တယ်အလုပ်ကပြန်တယ်အားလုံးပဲအဆင်ပြေကြပါစေရှင်